ခုနှစ်သားသမီးမိတ်ဆွေပေါင်းမင်္ဂလာပေါင်းတဲ့ခါကြောင်းပြေတော့မူနိုင်ကြပါပြီမိမိကိုယ်ကိုယ်လည်းကောင်းတဲ့ကောင်းအောင်ရွတ်ဆောင်တော့မူနိုင်ကြပါပြီခင်ဗျာကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအတွက်အကျိုးရှိရာစီကြောင့်ဂမ်ဘီယာလက်ဆောင်ရေရာလေးတွေကျွန်တော်စူးစမ်းတင်ဆက်ပေးနေပါတယ်ဒီနေ့ပြောပြပေးမယ့်ဂမ်ဘီယာလက်ဆောင်ရေရာလေးကတော့တနင်္လာသားသမီးများအစဉ်ပြေအောင်မြင်စေဖို့နဲ့တနင်္လာနဲ့လုပ်ငန်းတွေဖြစ်ကြတဲ့ကွန်ကားကြောက်ကွန်ပျူတာကင်မရာငပိပဲချော့ကုံစုံကုံကြောက်စသဖြင့်ပေါ့ဗျာကခဂဂငါနဲ့စတဲ့တနင်္လာနဲ့လုပ်ငန်းတွေအစဉ်ပြေအောင်မြင်စေဖို့လုပ်တဲ့ဂမ်ဘီယာရေရာနီလန်တစ်ခုဖြစ်ပါတယ်ဗျာလောဘရေရာလေးကတော့ခက်အခဲမဟုတ်ပါဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအဖြူရောင်ဖျောင်းနိုင်ပြီးတဲ့တိုင်စီမီပူတော်ရင်လူရန်ပြီးဆူတောင်းမှာဖြစ်ပါတယ်ဗျအဲ့တော့အဖြူရောင်ဖျောင်းနိုင်လေးကတေးသေးကြီးကြီးတိုးတိုးရှိရှိရတယ်အဲ့ဒီအဖြူရောင်ဖျောင်းနိုင်လေးကိုစိတ်မှန်းတဲ့ခါလေကနေပိုင်းတကယ်ပိုင်းခိုင်းတာမဟုတ်စိတ်မှန်းနဲ့ပိုင်းခိုင်းတာပြီးတော့ဖျောင်းနိုင်ရဲ့အောက်ဖက်ပိုင်းသားလေးမှာအခရာရေးပါဘောပင်စောပင်အစဉ်ပြေရနဲ့ရေးပါဖျောင်းနိုင်ရဲ့အပေါ်ဘက်ပိုင်းသားလေးမှာတော့စာလုံးအခရာရေးရပါတယ်အဲ့လိုရေးပြီးပြီဆိုရင်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအဲ့ဒီဖျောင်းနိုင်လေးနဲ့စင်ပြီးပူဇော်ရေးတနင်္လာသားဆိုလေတနင်္လာသားလုပ်ငန်းကံကန်းတွေအစဉ်ပြေအောင်မြင်စေဖို့ဆုတောင်းမှာဖြစ်ပါတယ်ဗျာတနင်္လာနဲ့လုပ်ငန်းတွေလုပ်နေတာဆိုရင်လည်းစောစောကျွန်တော်ပြောခဲ့တဲ့ကခဂဂငါနဲ့စတဲ့တနင်္လာနဲ့လုပ်ငန်းတွေအစဉ်ပြေအောင်မြင်စေဖို့အတွက်ဆုတောင်းမှာဖြစ်ပါတယ်ဗျာနေ့ရက်အချိန်ခါမလိုပါဘူးဗျအစဉ်ပြေတဲ့အချိန်အစဉ်ပြေလို့လူတန်းဆုတောင်းမှာဖြစ်ပါတယ်တခြားဆုံးတို့ပန်းတို့ရေချမ်းတို့ကတ်ရမယ့်အချိန်ဆိုလည်းဆုံးနေရေချမ်းတွေပန်းတွေကတ်လူလို့ရပါတယ်ကျွန်တော်ရေရာကတော့ပြောင်းနိုင်အချူချောင်းလေးမှာအောက်ဘက်ပိုင်းမှာအခရာအပေါ်ဘက်ပိုင်းမှာစလုံးအခရာလေးကိုဘောပင်စော့ပင်စင်မြာနဲ့ရေမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစင်ပြီးပူတော်လူတန်းရင်တနင်္လာသားကြီးတွေအစဉ်ပြေအောင်မြင်စေဖို့နဲ့တနင်္လာနဲ့လုပ်ငန်းတွေအစဉ်ပြေအောင်မြင်စေဖို့ဆုတောင်းမှာဖြစ်ပါတယ်ဗျာကျွန်တော်မိတ်ဆွေခုနှစ်သားကြီးပေါင်းလဲဒီရတဲ့ရေရာလေးကိုပြုလုပ်ခြင်းအားဖြင့်အစဉ်ပြေအောင်မြင်နိုင်ကြပါသည်ကျမ်းမာချမ်းသာဘေးပြဝိကွာတွေလည်းလိုရာဆန္ဒမှန်သမျှပြည့်ဝတော်မူနိုင်ကြပါသည်ခင်ဗျာ